င်္ဂလာပါရှင်ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဘေးလီတက်စခန်းဌာနချုပ်ကိုတော်လိုင်းတပ်ဖွဲ့တွေက drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လေတပ်စစ်သည်10ယောက်သေဆုံးခဲ့တယ်လို့စစ်တပ်ကလည်းတိုက်ခိုက်ခံရချိန်မှာပေါ်ရော်ခဲ့တဲ့လုံခြုံရေးတာဝန်ကျစစ်သားတွေကိုလည်းအရေးယူဖို့ပြင်ဆင်နေပါတယ်။ကိုခိုင်တိုက်ပွဲဖြစ်ပွားမှုမှာ TNL ကစတင်တိုက်ခိုက်တာကြောင့်လို့ MNDAA ကကြေညာလိုက်တယ်လို့ညီနောင်မဟာမိတ်ချစ်ကြည်အလွန်လေးထားပြီးစီးရေးပဋိပက္ခမလိုလားဘူးလို့ MNDAA ကဆိုလိုက်ပါတယ်။အီရန်နိုင်ငံရဲ့ Hormuz စီလက်ကြားပိတ်ဆို့မှုနဲ့ပတ်သက်ပြီးကမ္ဘာနိုင်ငံတွေကစစ်သင်းမော်တွေလွတ်ဖို့အမေရိကန်သမ္မတထရန့်ကတိုက်တွန်းလိုက်ပြီးတစ်ဖက်မှာလည်းအီရန်စစ်ပွဲအဆုံးဖြတ်ပေးမဲ့အဆင့်ကိုရောက်ပြီလို့အစ္စရေးကကြေညာလိုက်တဲ့သတင်းပါဝင်ရန်ကုန်ခေတ်သစ်ရဲ့ဒီနေ့နေ့လည်ခင်းရရှိထားတဲ့ပြည်တွင်းသတင်းတွေနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တနင်္သာရီတိုင်းဘိန်းမြို့မှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့ဘိန်းလေတပ်စခန်းဌာနချုပ်ကိုတော်လိုင်းတပ်ဖွဲ့တွေက drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လေတပ်စစ်သည်10ယောက်သေဆုံးသွားတယ်လို့လေတပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။မနေ့ကမတ်လ14ရက်နေ့မနက်4နာရီကျော်အချိန်မှာတော်လိုင်းတပ်တွေက102မမလူမျိုးဘုံတွေကို drone နဲ့ကျဲချတိုက်ခိုက်ခဲ့တာကြောင့်လေတပ်စခန်းဝင်းတွေကစစ်သည်ဆောင်တွေပေါ်ကိုတက်တက်ကြရောက်ပောက်ကွဲခဲ့တယ်လို့လေတပ်သတင်းရင်းမြစ်ကဆိုပါတယ်။ပြီးခဲ့တဲ့မတ်လ12ရက်နေ့ညပိုင်းကလည်းဘိတ်လေတပ်စခန်းတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပြီးပောက်ကွဲတံ6ကြိမ်ထက်မနည်းထွက်ပေါ်ခဲ့ကမြေကြီးတုန်ခါတဲ့အထိပြင်းထန်ခဲ့ပါတယ်။ဒါအပြင်ဘိတ်လေတပ်စခန်းဌာနချုပ်တိုက်ခိုက်ခံရမှုအတွက်ပျက်စီးမှုတွေကိုစီစစ်နေတယ်လို့တိုက်ခိုက်ခံရချိန်မှာပေါ်ရော်ခဲ့တဲ့လုံခြုံရေးတာဝန်ကျစစ်သားတွေကိုလည်းစစ်တပ်ကအရေးယူဖို့ပြင်ဆင်နေပါတယ်။အဲဒီလိုပဲပြီးခဲ့တဲ့မတ်လ12ရက်နေ့ညပိုင်းကလည်းပဲခူးတိုင်းတောင်ငူမြို့အခြေဆိုင်ကေတုမတီလေတပ်နဲ့လင်းရင်စီတိုလောင်ကန်ကို Brave Warriors for Myanmar BWN ဖွဲ့ရဲ့ဦးဆောင်မှုနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတရားခုမမရှော့တိုက်တုံး18လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ရှော့တိုက်တုံး73လုံးမှာလေတပ်သေးကိုအောင်မြင်စွာကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းကိုကြည့်ရအောင်ပါ။ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်ဒေသအတွင်းမနေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ TNL ကစတင်တိုက်ခိုက်တာကြောင့်ဖြစ်တယ်လို့ MNDAA ကမနေ့ကကြေညာလိုက်ပါတယ်။ MNDAA ရဲ့ထုတ်ပြန်ချက်အရပဋိပက္ခရဲ့စမှာ2026ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့မှာစတင်ခဲ့ပြီးအဲဒီနေ့မှာတန်းဖွဲ့စည်း PSLF TNL က MNDAA ရဲ့ကုတ်ခိုင်ခရိုင်အုပ်ချုပ်ရေးဌာနအဆင့်ဆင့်ကိုအကြမ်းဖက်ဝင်ရောက်စီးနင်းတယ်လို့တနက်ဖောက်ပြီးချင်းချောက်တဲ့အပြင်တပ်ဖွဲ့ဝင်တွေကိုရိုက်နှက်မောင်းထုတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီဖြစ်စဉ်ကြောင့် MNDAA ဘက်ကအုပ်ချုပ်ရေးဝန်ထမ်းနဲ့တပ်ဖွဲ့ဝင်အများအပြားပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်ပစ္စည်းဥစ္စာများစွာလည်းဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီဖေဖော်ဝါရီလ23ရက်နေ့အရေးခင်းဖြစ်ပွားပြီးတဲ့နောက် MNDAA အနေနဲ့ပြည်ထနာတွေကိုညှိနှိုင်းတိုင်ပင်ဖို့အတွက် TNLC ကိုရှေ့စဉ်နောက်စဉ်5ကြိမ်တိုင်အကြောင်းကြားစာတွေပေးပို့ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့လည်း TNLA အနေနဲ့ဆွေးနွေးခြင်းနဲ့ဆန္ဒလုံးဝမရှိဘဲမျက်ကွယ်ပြုခဲ့တယ်လို့ MNDAA အနေနဲ့ပြည်ထနာကြီးထွားမှုကိုကာကွယ်ဖို့တပ်ဖွဲ့ဝင်တွေကိုထိမ့်သိမ်းနေထိုင်မှုအတွက်ညွှန်ကြားခဲ့ပေမဲ့လည်းTNL ရဲ့လောက်ဆောင်ချက်မှာပုံမပြင်းထန်လာခဲ့တယ်လို့ MNDAA ကဆိုပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ19ရက်နေ့မှာ TNL ကတိန်နီခရိုင်တွေကိုတပ်ဖွဲ့တွေစစ်လို့ပြီး MNDAA ထိန်းချုပ်နယ်မြေတွေကိုလူယူသိမ်းပိုက်ဖို့ကြိုးပမ်းခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီပြင် TNL ဟာကုတ်ခိုင်ဒေသမှာတပ်သားအသစ်တွေအာဓမစုဆောင်းတာနဲ့တိုင်းရင်းသားချင်းချင်းကြားအမြင်လွဲမအောင်လှုပ်ဆော်ပြီးလူမျိုးရေးပဋိပက္ခတွေပေါ်ပေါက်လာအောင်ရည်ရွယ်ချက်ရှိလှုပ်ဆောင်နေတယ်လို့ MNDAA ကပြောပါတယ်။အဲ့ဒီအပြင်မနေ့ကမတ်လ14ရက်နေ့မနက်9:00နာရီခွဲခန့်မှာကုတ်ခိုင်မှာပုံမှန်ကင်းလှည့်နေတဲ့ MNDAA တပ်ဖွဲ့ဝင်တွေကို TNL ဘက်ကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် MNDAA ကမတက်တာပဲတုံ့ပြန်ခုခံခဲ့ရကအဲ့ဒီတိုက်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲပြဿနာအလုံးကို TNL ကသာပြေဝတာဝန်ယူရမယ်လို့ MNDAA ကသတိပေးထားပါတယ်။ TNL ဘက်ကတော့ကုတ်ခိုင်ဘက်က TNL စခန်းတွေကို MNDAA ကတပြိုင်နက်တည်းအင်အားလုံးရင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ပြောထားပါတယ်ရှင်။ဆက်လက်ပြပြပေးမယ့်သတင်းကတော့
မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နဲ့တအန်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကိုချက်ချင်းရပ်တန့်ပြီးမိဖက်ပဋိပက္ခတွေဖြေရှုမြင်ကနိုင်ငံရေးအရငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့ကိုမြစ်တာရက်ခံပါတယ်လို့အမျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီ NUCC ကမနေ့ကမတ်လ14ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ MNDAA နဲ့ TNLA တို့ဟာအာရခတပ်တော် AA နဲ့အတူမြောက်ပိုင်းညီနောင်မဟာမိတ်တွေဖြစ်ဆရာနာမသိန်းခင်ကလေးကစုဖွဲ့ခဲ့ကြပြီး2023ခုနှစ်မှာຫນွေဦးတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေကိုဦးဆောင်ပြီးတမိုင်းဝင်ကဘာတီ Operation 139ခုစစ်စင်ရေးကြီးကိုဆင်နွှဲအောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီလိုတည်ရသူရှင်မကွာစိတ်ဓာတ်နဲ့ကြောချင်းကလက်ချင်းတွေကတိုက်ပွဲဝင်ခဲ့ကြတဲ့ညီနောင်မဟာမိတ်တွေရဲ့စီလုံးမှုကြောင့်တော်လှန်ရေးတမိုင်းမှာမကြုံဘူးတဲ့အောင်မြင်မှုတွေရရှိခဲ့ပြီးຫນွေဦးတော်လှန်ရေးအင်အားစုတွေအတွက်လည်းအားကြအတူယူစရာကောင်းတဲ့စစ်ရေးကောင်းဆောင်မှုစံနမူနာတစ်ခုဖြစ်ခဲ့တယ်လို့ပြောဆိုထားပါတယ်။ဒါအပြင် MNDAA နဲ့ TNLA တို့အနေနဲ့စီလုံးညီညွတ်မှုကြောင့်ရရှိခဲ့တဲ့တမိုင်းဝင်အောင်မြင်မှုတွေနဲ့ပြည်သူတွေရဲ့လေးစားအားကြမှုတွေကိုတံမိုးထားကုန်စွာထိန်းသိမ်းပြီးပုံမကြီးမားတဲ့အောင်ပွဲတွေရရှိဖို့ဆရာနာရှင်စနစ်အပါအဝင်အာဏာရှင်စနစ်အမျိုးမျိုးအမြင့်ဖြတ်ချုပ်ငြိမ်းဖို့နဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့ကိုမျက်နှာမူပြီးဆက်လက်တွဲပူးပေါင်းကြဖို့ကိုလိုအပ်တယ်လို့အမျိုးသားညီညွတ်ရေးတိုင်းနိုင်ငံကောင်စီဟာ2025ခုနှစ်ဩဂတ်စ်လ22ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့နိုင်ငံရေးရည်တည်ချက်တွေရဲ့အပိုက်15တော်လှန်ရေးအင်အားစုတွေအချင်းချင်းကြားဖြစ်ပွားတဲ့ဘလို့အငင်းပွားမှုကိုမစိုးမိဖက်ပဋိပက္ခတွေဖြစ်မှတ်ယူပြီးငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ပဲဖြည့်ရှင်းဆောင်ရွက်သွားကြမယ်လို့ဆိုပါတယ်။နိုင်ငံရေးပြဿနာတွေကိုဆွေးနွေးနေနိုင်ဖြည့်ရှင်းကြမှာဘော်ဒဝက်ဖက်ဒရယ်လစ်စင်ချင်းကပ်မှုအရာပြည်သူလူထုရဲ့ဆုံးဖြတ်ကိုခံယူရမယ်ဆိုတဲ့မူဝါဒအတိုင်းရပ်တည်နေပြီးလက်ရှိချိန်ဟာတော်လှန်ရေးအင်အားစုတွေကြားစစ်အုပ်စုကပြည်တွင်းပြည်ပနီလန်းမျိုးစုံနဲ့ဖိအားတွေပေးကသွေးခွဲတိုက်ခိုက်နေတာကိုလည်းသက်ဆိုင်ရာဖွဲ့တွေအနေနဲ့အထူးသတိပြုကြရမယ်လို့ NUCC ကအသိပေးထားပါတယ်။နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးဖြည့်ရှင်းဖို့အတွက်ကုညီပံ့ပိုးမှုတွေလိုအပ်ရင်ပါဝင်ဆောင်ရွက်သွားဖို့လည်းအမျိုးသားညီညွတ်ရေးတိုင်းနိုင်ငံကောင်စီကအစဉ်သင့်ရှိနေတဲ့ဆိုတာကိုကန့်လန့်အသိပေးရပါတယ်လို့ဆိုပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံမှာစစ်အုပ်စုရဲ့ယူသွစွာအာဏာတက်မှတ်မှုကြောင့်ဖြစ်ပေါ်လာရတဲ့လူကဖန်တီးတဲ့ဘေးဆိုးအန္တရာယ်တို့တွေမှာအမတ်ခန်းကိုကြီးထွားလာနေတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကသတိပေးပြောကြားလိုက်ပါတယ်။ပြီးခဲ့တဲ့မတ်လ12ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့90ကြိမ်မြောက် Commission on the Status of Women CSW ရဲ့အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေပေါ်ကြမ်းဖက်မှုဆိုင်ရာအဆင့်မြင့်စည်းဝေးမှာတန်အမတ်ကြီးကအဲ့လိုပြောခဲ့တာပါ2021ခုနှစ်မတရားဆရာနာသိမ်းပြီးနောက်ပိုင်းစစ်အုပ်စုဟာအရသာပြည်သူလူထုတရက်လုံးပေါ်စနစ်တကျအကြမ်းဖက်မှုတွေကိုကျူးလွန်ခဲ့ရမှာအမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေပေါ်မှာအချိုးမညီမျှစွာနဲ့တာလွန်ရက်ဆက်စွာကြားရောက်နေတယ်လို့ထောက်ပြထားပါတယ်။ဒါအပြင်စစ်အုပ်စုကကြကြပြန့်ပြန့်ကျူးလွန်တဲ့လိမ်ပိုင်းဆိုင်ရာနဲ့ကျောင်းမအခြေပြုအကြမ်းဖက်မှုတွေဟာဆရာဇဝေမှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်တဲ့ဆိုတာကိုလည်းကုလသမဂ္ဂရဲ့စုံစမ်းစစ်ဆေးရန်တရားတွေကအတည်ပြုထားပြီးဖြစ်ပါတယ်။လက်ရှိမှာမြန်မာနိုင်ငံတဝန်းကအမျိုးသမီးနဲ့မိန်းကလေးငယ်10.4 တန်းကျော်မှာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုအရေးပေါ်လိုအပ်နေပြီးပြည်သူတန်းပေါင်းများစွာကလည်းနေရစွန့်ခွာဒုက္ခတွေဘဝရောက်ရှိနေရတယ်လို့ဆိုပါတယ်။အဲ့လိုရက်ဆက်ကြမ်းကြုတ်မှုတွေရင်ဆိုင်နေရချိန်မှာမြန်မာအမျိုးသမီးတွေရဲ့ကြံ့ခိုင်မှုဟာတန်ဖိုးမဖြတ်နိုင်တဲ့ပိုင်ဆိုင်မှုဖြစ်တယ်လို့တန်အမတ်ကြီးကချီးကျူးစကားဆိုခဲ့ပါတယ်။အဲ့ဒီပြင်တန်အမတ်ကြီးဦးကျော်မိုးထွန်းကစေအုပ်စုအနေနဲ့သူတို့ရဲ့ရာဇဝတ်မှုတွေကိုဖုံးကွယ်ဖို့အတွက်အတွေ့အကြုံရွေးကောက်ပွဲတွေကိုအသုံးချခွင့်မပေးသင့်ဘူးဆိုတာနဲ့နိုင်ငံတကာအနေနဲ့စေအုပ်စုစီစဉ်နေတဲ့လက်နက်ခဲယမ်းနဲ့လေယာဉ်စီတွေကိုထိရောက်တဲ့ပိတ်ဆို့မှုတွေနဲ့ဖျက်တောက်ပေးဖို့ထပ်မံတိုက်တွန်းလိုက်ပါတယ်။ဒါအပြင်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေပေါ်အကြမ်းဖက်မှုတွေရဲ့အဓိကစစ်မြစ်မှာဆရာနာရှင်စနစ်ဖြစ်တဲ့ဆိုတာနဲ့အမျိုးသမီးတွေရဲ့လုံခြုံမှုနဲ့အခွင့်အရေးတွေကိုတရားဥပဒေအရအကာအကွယ်ပေးနိုင်တဲ့စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးကတိကဝတ်ကိုဆက်လက်ကင်ဆယ်သွားမယ်လို့လည်းပြောကြားခဲ့ပါတယ်။မြန်မာပြည်သူတွေဟာကြီးလေးတဲ့အန္တရာယ်တွေနဲ့ဇက်တိုက်ရင်ဆိုင်နေရပြီးမျိုးဆက်တစ်ခုလုံးဆုံးရှုံးရမယ့်အခြေအနေကိုရောက်ရှိနေပြီးဆိုတာကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကမြန်မာမျိုးသမီးရပ်ဖက်ဖွဲ့စည်းတွေကဦးဆောင်ကျင်းပတဲ့မြန်မာ WPS Implementation and Justice Pathway ဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်ရှင်။